မင်္ဂလာပါအောင်စောဝိုင် Real Blog ကနေပြန်လည်ကြိုဆိုပါရစေဗျဒီနေ့မှာတော့မလာ17ရက်နေ့နောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းတွေကိုပြောပြပေးကြပါမယ်ဒီနေ့ကျွန်တော်ရဲ့ channel ကနေနိုင်ငံတကာသတင်းတွေရမှာပထမဆုံးသတင်းကိုတော့ဂျပန်အစိုးရကနိုင်ငံသားများရဲ့ဗီဇာနဲ့ဆိုင်တဲ့ဝန်ဆောင်ကအမြင့်ဆုံးကန့်သတ်ချက်တွေကိုအဆ30အထိတိုးမြင့်နိုင်ရန်ဥပဒေကြမ်းတစ်ရပ်ကိုမလာ10ရက်နေ့မှာအတည်ပြုလိုက်တာပါယခုဥပဒေပြင်ဆင်ချက်က1982ခုနှစ်နောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်အမြင့်ဆုံးနှုန်းထားဖြစ်ပြန်လည်ပြင်ဆင်ခြင်းဖြစ်ကြောင်းသိရပါတယ်ဥပဒေသေးရဗီဇာအမျိုးအစားပြောင်းလဲခြင်းနဲ့ဗီဇာတက်တန်းတိုးခြင်းအတွက်ဝန်ဆောင်ခကိုလက်ရှိရန်1000မှရန်3သိန်းထိတိုးမြင့်နိုင်မှာဖြစ်ပြီးအမြဲတမ်းနေထိုင်ခွင့်အတွက်ဝန်ဆောင်ခကိုရခင်ကရန်1000မှယခုရန်3သိန်းထိသတ်မှတ်နိုင်တာဖြစ်ပါတယ်ယခုဥပဒေပြင်ဆင်ချက်က1982ခုနှစ်နောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်အမြင့်ဆုံးနှုန်းထားဖြစ်ပြန်လည်ပြင်ဆင်ခြင်းဖြစ်ပါတယ်။ဒါအပြင်ဂျပန်နိုင်ငံသို့မလာရောက်မီဝင်ခွင့်ရှိမရှိကိုကြိုတင်စစ်ဆေးနိုင်ပြီး Electronic System ဖြစ် JESTA JESTA ကိုလည်းစတင်အသုံးပြုရန်စီစဉ်ထားကြောင်းဂျပန်အစိုးရဘက်မှပြောကြားထားပါတယ်။လက်ရှိအရှေ့လေပိုင်းပြည်ပခါများကြောင့်ကမ္ဘာစွမ်းအင်ဈေးကွက်အနည်းမြင့်တက်ဆွေသတင်းကိုလည်းဆက်လက်ပြီးတော့ပြောပြပေးချင်ပါတယ်ဗျ။ကမ္ဘာဒီဇယ်နဲ့ရေနံဈေးကွက်များကအရှေ့အလယ်ပိုင်းပြည်ပခါများကြောင့်ထိခိုက်မှုအန္တရာယ်တစုံတရာဖြစ်နေပြီးစက်မှုလုပ်ငန်းနဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းများအပေါ်တက်ရောက်မှုရှိနိုင်ကြောင်းစီးပွားရေးလေ့လာသုံးသပ်သူများကသုံးသပ်ထားတာဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ဥရောပစီးပွားရေးယုံကြည်မှုလျော့နည်းလာဆွေသတင်းမှာအီရန်ပြည်ပခါနဲ့စွမ်းအင်ဈေးမြင့်တက်မှုကြောင့်ဥရောပမှာစီးပွားရေးအခြေအနေအနည်းငယ်ရိမ့်ညိုင်လာတယ်လို့သိရပါတယ်။ဥရောပဒေသမှာယင်းနှိမ့်မြုပ်နှံသူများရဲ့ယုံကြည်မှုကျဆင်းလာပြီးစစ်တမ်းတစ်ခုမှာစီးပွားရေးအကြံပေးစီးပွားရေးလေ့လာသုံးသပ်သူများကအခုလိုသုံးသပ်ထားတာဖြစ်ပါတယ်။ခုတစ်ခါမှာတော့အီရန်မျိုးသမီးဘောလုံးကစားသမားအာရှာရန်ခိုလုံခွင့်တောင်းဆိုတဲ့တဲ့င်းကိုဆက်ပြီးတင်ဆက်အောင်ပါပါ။အီရန်မျိုးသမီးဘောလုံးအသင်းမှကစားသမားအချို့ကဩစတြေးလျနိုင်ငံရေးအကြောင်းကြောင့်ဩစတြေးလျနိုင်ငံသို့ခိုလုံခွင့်တောင်းခံခဲ့ကြောင်းသိရပါတယ်။အီရန်အမျိုးသမီးဘောလုံးအားကစားသမားများဟာဩစတြေးလျနိုင်ငံအာရှရန်ကန်ကိုခိုလုံခွင့်တောင်းခံခြင်းဟာအီရန်နိုင်ငံမှာတော့နိုင်ငံရေးနဲ့လူမျိုးရေးအခြေအနေများကြားမှာအထူးတလဲစိတ်ဝင်စားမှုကိုခံနေရတဲ့သတင်းတစ်ရပ်ဖြစ်ကြောင်းဖော်ပြထားတာပါ။ဆက်လက်ပြီးလေကြောင်းလုပ်ငန်းအကျိုးမြတ်တိုးတက်လာဆိုတဲ့သတင်းကိုပြောပြပါမယ်။ဟောင်ကောင်ခြေစိုက်လေကြောင်းလိုင်း Cathay Pacific သည်ခီးသွွားလိုအပ်ချက်များတိုးလာမှုကြောင့်အမြတ်ငွေ65%အထိတိုးတက်လာကြောင်းကြေညာခဲ့တာပါ။ဒါကြောင့်2026ခုနှစ်တွင်လေကြောင်းစီးနင်းနိုင်မှုကို10%တိုးမြင့်နိုင်မယ်လို့ကုမ္ပဏီမှတာဝန်ရှိသူများကအခုလိုပြောကြားခဲ့တာပါ။ကမ္ဘာစီးပွားရေးဈေးကွက်မတည်ငြိမ်အရှေ့အလယ်ပိုင်းစစ်ပဋိပက္ခကြောင့်ရေနံဈေးနှုန်းများမြင့်တက်လာပြီးကမ္ဘာငွေကြေးဈေးကွက်များမှာမတည်ငြိမ်မှုများဖြစ်ပေါ်နေရပါအထူးသဖြင့်ရေနံပို့ဆောင်ရေးလမ်းကြောင်းများထိခိုက်နိုင်ခြေရှိတဲ့အတွက်ကမ္ဘာစီးပွားရေးပေါ်တက်ရောက်မှုရှိနိုင်ကြောင်းလေ့လာသုံးသပ်သူများကကမ္ဘာစီးပွားရေးဈေးကွက်မတည်ငြိမ်ဆိုတဲ့အကြောင်းကိုသုံးသပ်ထားတာပါဒီခါမှာတော့ G7 ခေါင်းဆောင်များအရေးပေါ်ဆွေးနွေးဆိုတဲ့သတင်းကိုဆက်ပြီးတင်ဆက်ပေးမှာပါ။ပြင်သစ်သမ္မတ Emmanuel Macron ဒီ G7 ခေါင်းဆောင်များနဲ့အရေးပေါ် online စည်းဝေးပြုလုပ်သွားမှာဖြစ်ပြီးအီရန်ပြည်ပခါနဲ့ကမ္ဘာစွမ်းအင်ဈေးကွက်အပေါ်တက်ရောက်မှုများကိုဆွေးနွေးသွားမှာဖြစ်ကြောင်းသိရပါတယ်ခင်ဗျာ။အရှေ့လေပိုင်းစစ်ရေးတင်းမာမှုများဆက်လက်မြင့်တက်နေကြောင်းသိရပါတယ်။အမေရိကန်နဲ့အစ္စရေးတပ်ဖွဲ့များကအီရန်နဲ့ဆက်နွယ်တဲ့ပြစ်မှတ်များကိုလေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြီးထပ်ကာပြုလုပ်နေကဒေသတွင်းစစ်ရေးအခြေအနေပုံမတင်းမာလာနေတာပါ။အီရန်ဘက်မှလည်းပြန်လည်တုံ့ပြန်မှုများရှိနေတဲ့အတွက်အရှေ့လေပိုင်းဒေသမှာလုံခြုံရေးစိုးရိမ်မှုများဆက်လက်မြင့်တက်လာကြောင်းသတင်းများမှာဖော်ပြထားပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှာပြောပြပေးခဲ့တဲ့သတင်းတွေအားလုံးကိုတော့ Writer သတင်းဌာနမှာကောက်နှုတ်ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ်ကျွန်တော်ရဲ့ vlog တွေမှာလည်းဘယ်လိုအကြောင်းအရာတွေထပ်မံတင်ဆက်ပေးသွားမလဲဆိုတာအောင်စောပိုင် Real Channel မှာစောင့်ကြည့်နိုင်ပါတယ်ဗျ။